ဘူငါးပါးတတ္တာပါဠိလိုတတ္တာတရားပေါ့တရားဘုဝတ္တိယဘုတတိဘုတမာရိဘုပညာဘုတရားဘုဘုရားတရားတန်ခါပေါ်၌ယုံကြည်ခြင်းကံကံ၏အကျိုးကိုယုံကြည်ခြင်းကောင်းမှုကုသိုလ်တရားတွေကိုမျက်နှိုးယုံကြည်တဲ့စိတ်မိမိကျင့်စဉ်နဲ့မိမိရဲ့အတွင်းစိတ်ကိုတန်ရှင်းအောင်လုပ်နိုင်မယ်လို့ယုံကြည်ခြင်းတရားဆိုတာယုံကြည်ခြင်းပေါ့ဝရိယဘုကြိုးစားအားထုတ်မှုကောင်းခြင်းကောင်းရာသူစရိုက်တွေမပြည့်မရည်ပဲကြိုးစားအားထုတ်ခြင်းမကောင်းမှုအကုသိုလ်တွေကနေရှောင်ကျဉ်နိုင်ဖို့ကြိုးစားအားထုတ်ခြင်းအဲ့ဒါဝရိယဘုတတိဘုတတိတည်ကြည်မှုအားကောင်းခြင်းခန္ဓာကိုယ်ခံစားမှုစိတ်ဖြစ်ပျက်သဘောတရားတွေကိုအမြဲတမ်းရှိသိမြင်နေခြင်းမေ့လျော့ပျောက်ကွယ်မှုရှိခြင်းတမာရိဘုစိတ်တည်ကြည်မှုအားကောင်းခြင်းစိတ်ကိုတစ်ခုတည်းသောအာယုံမှာကောင်းစွာရွတ်တည်စေနိုင်ခြင်းစိတ်ပြန့်လွင့်ခြင်းရိမ့်ရိုင်ခြင်းမရှိဘဲတည်ငြိမ်အေးချမ်းစွာနေထိုင်ခြင်းပညာဘုအမှန်တရားကိုသိမြင်နိုင်တဲ့ဉာဏ်ပညာအားကောင်းခြင်းသစ္စာတရားကိုကိုယ်တိုင်မျက်မှောက်ပြုသိမြင်နိုင်ခြင်းအကုသိုလ်နဲ့ကုသိုလ်ကိုခွဲခြားသိမြင်နိုင်ခြင်းဤဘုံငါးဘုဟာလူတစ်ယောက်ရဲ့ဘဝတစ်လျှောက်လုံးမှာလက်တွေ့အသုံးချဖို့ဖြစ်ပါတယ်ဒီအင်အားတွေအားကောင်းလာတဲ့အခါဘဝရဲ့အခက်အခဲတွေစိတ်ဆင်းရဲမှုတွေသောကတရားတွေကိုအောင်မြင်စွာကျော်ဖြတ်နိုင်မှာပါ